ဒီကနေ့မှာတော့ NASA ဆူကာဆာကိုဖုန်းလေးတစ်လုံးလက်ဆောင်ပေးလာပါတယ်။ဆူကာဆာကတော့တစ်ခါမှမရဘူးရမလို့အရန်ကိုပျော်သွားပါပြီ။ပြီးတော့ခါကျတော့ဆူကာဆာက NASA ကိုဓာတ်ပုံလေးရိုက်လိုက်ကကိုယ့်ယောက်ျားရဲ့ပုံလေးကိုဖုန်းဝေါ်ပေးပါအနေနဲ့ထားမယ်ဆိုတာပြောလိုက်ပြီးနောက်ဖုန်းနံပါတ်ချင်းလဲရအောင်ဆိုတာတောင်းလိုက်ပါတယ်။ NASA ကလည်းလဲရမှာပေါ့ဆိုတာပြောလိုက်ပြီးတော့ဖုန်းနံပါတ်ပေးလိုက်ကနာမည်ထဲရမယ်နေရာမှာကကျတော့ချစ်စနီးလေးဆူကာဆာလို့ထည့်လိုက်တာပေါ့။ပြီးတော့ခါကျတော့ဆူကာဆာတယောက်လည်းသူဖုန်းရတာကိုခနာမီတက်ကိုတော့ကြွားနေခဲ့လိုက်ပါတယ်။ခနာမီကလည်းဖုန်းနံပါတ်ချင်းလဲရအောင်လို့ပြောလိုက်တော့ဆူကာဆာတယောက်လည်းအရန်ပျော်သွားခဲ့ရတာပေါ့။ QR code ဖတ်လိုက်ပြီးတော့ဖုန်းနံပါတ်လဲလိုက်ကြကခနာမီတယောက်ရဲ့ profile ကြီးကတော့ဘယ်လိုကြီးမှလည်းမသိပါဘူး။အချိန်ဘာလုပ်နေကြရလဲဆိုတော့အာယာနဲ့တယောက်ရောက်လာခဲ့ပြီးတော့ဖုန်းနံပါတ်လဲနေရဲဆိုတော့နဲ့အာယာနဲ့ကလည်းသူ့ဖုန်းနံပါတ်ပါမှတ်ထားအောင်ဆိုကစကန်ဖတ်လိုက်ပြီးတော့သူ့ရဲ့ profile ပုံကြီးကတော့တမျိုးလေးပါပြီးတော့လို့ခဏနေတော့ NASA စီကိုသူ့ရဲ့အရင်အလုပ်ကဖုန်းဝင်လာခဲ့ကရုံးကိုတရက်လောက်အလုပ်လေးလာလုပ်ပြီးဖို့အကူအညီတောင်းလာပါတယ်။သူကစာကိုပြောပြလိုက်ပြီးအဲ့ဒီရုံးမှာသူနဲ့အရန်ခင်တဲ့စာမိုင်းတယောက်လည်းရှိတယ်။သူကအများနဲ့မန်ကာတွေ anime အကြောင်းအများနဲ့ပြောပြနေတတ်တယ်ဆိုတော့ကိုလည်းပြောပြလိုက်ပါသေးတယ်။ဒီလိုနဲ့ပဲ NASA လည်းသူကစာကိုနှုတ်ဆက်ပြီးတော့အလုပ်ကိုထွက်သွားလိုက်ပါပြီ။အော်ဒါဆိုဒီနေ့ဆမ်မိုင်ကအလုပ်သွားတာအင်ဦးစောစောပြန်မလာနိုင်တော့ဘူးပေါ့ဟုတ်တယ်သူပြောတာတော့အိမ်မြန်နောက်ကြမယ်လို့ပြောတာပဲခန္ဓာမီတယောက်ကတော့ NASA ကိုလွမ်းလာပြီးအထီးကျန်လာရဲ့လို့ခန်းစားရရင် NASA ကိုစစ်ကားလေးလှမ်းဖို့ကြည့်လိုက်ဆိုကလည်းအကြံပေးလိုက်ပါသေးတယ်ခန္ဓာမီပြောလို့ပါပဲစူကာဆာတယောက်လည်းခဏနေတော့ပြင်းလို့လာခဲ့ပါပြီသူ့ယောက်ျားကိုအထီးကျန်ရဲ့စစ်ကားလေးလှမ်းဖို့ကြည့်ဖို့လှုပ်လိုက်ပေမဲ့လည်းရှက်နေခဲ့တာကြောင့်အတွေးပေါင်းမြောင်များစွာနဲ့မပူရဖြစ်နေခဲ့ပါတယ်ပို့လိုက်လို့စိတ်အနှောက်ရှက်ဖြစ်သွားမှာကိုလည်းစိုးရိမ်နေခဲ့တာပါခဏနေကကြတော့အာယာနဲ့တယောက်ရောက်လာခဲ့ကညကစားလင်းများနဲ့ခွဲနေရတာဆိုတော့အထီးကျန်နေကြမှာပဲ NASA ဆရာရောစစ်ကားလေးပါလေရလားဆိုကမေးလာကဆူကာဆာလည်းအခုထိတော့မရသေးဘူးလို့ဆိုရတယ်ပြီးတော့ကကြတော့ဆူကာဆာဒါနဲ့အာရနဲ့အခုဟာကြောင်းသွားချိန်မဟုတ်လားဒီမှာဘာလုပ်နေရလဲဆိုကငေါက်လိုက်ပါတယ်ဒါပေမဲ့ဆူကာဆာတယောက်ကတော့ NASA ဖုန်းလည်းမခေါ်စတစ်ကာလည်းမပို့ဘာမှလည်းမပို့ရကြောင်းသူ့အမြမေးသွား ਈ လားဒါမှမဟုတ်အလုပ်ပဲများနေရလားဆိုကဟိုတွေးတီတွေရှောက်တွေးမိနေပြန်ပါတယ်ဒီလိုနဲ့ဆူကာဆာလည်းသူ့အလုပ်ကိုပဲသူအာယုံဆိုင်ဖို့လုပ်လိုက်ပါတယ်ညနေရောက်တဲ့အထိလည်းဘာစာမှပို့မလာသေးပါဘူးဆူကာဆာတယောက်လည်း NASA ရဲ့တပ်ပုံလေးတွေကိုကြည့်ပြီးတော့အထီးရမှုတွေကိုဖြည့်သိမ့်နေရပြီးကဒီလိုနဲ့ည9နာရီလောက်ထိကိုသူ့ယောက်ျားစီကနေဘာစာပို့လာတာမှမရှိတာကြောင့်ဆူကာဆာတယောက်ကတော့အထီးကျန်ပြီးတော့ဝမ်းနဲ့လာစားပြုတ်လာပါပြီအဲ့ဒီအချိန်မှာကကြမှာပဲ NASA စီကနေစာပို့လာခဲ့ကပြောထားတာကတော့ကိုအလုံးမှာဖုံးသုံးလို့မရလို့ပါတဲလေးကိုလည်းကိုတကယ်လမ်းနေရတာပါဆိုကပြောလာတာပါအဲ့ဒီခါကြမှာပဲဆူကာဆာတယောက်လည်းရင်ထဲကအလုံးပြုတ်ကျသွားခဲ့ရပါတယ်ဒါပေမဲ့လည်း NASA ကတော့သူ့အလုပ်ကနောက်ကျအောင်မှမလို့ဆူကာဆာကိုအိတ်နေလိုက်တော့ဆိုကလည်းပြောလာပြန်ကဆူကာဆာတယောက်လည်းနည်းနည်းတော့အထီးကျန်နေသေးပေမဲ့လည်းအိမ်အောင်သက်နည်းနည်းကြာရင်တော့ဒီလိုကိစ္စမျိုးတွေကလည်းရှိလာနိုင်မှာပါပဲလေဆိုကနားလည်ပေးလိုက်ပါတယ်ဒီတော့ယောက်ျားပြန်လာရင်တခါတည်းစင်တင်အိတ်လို့ရအောင်လို့ဆိုက NASA အတွက်ပါအိတ်ရတခါတည်းခင်းမိလိုက်ပြီးတော့ဆူကာဆာတယောက်လည်းအိတ်ရဝင်သွားခဲ့ပါပြီအခုကတော့မနက်4နာရီအချိန်ကြီးပါ NASA တယောက်လည်းအိတ်ချင်မှုနဲ့ပြန်လာနေခဲ့ပြီးတော့သူတို့အိမ်ခန်းသားလေးကိုရောက်တော့ဆူကာဆာကိုနိုးမှဆိုလို့ဖြည်းဖြည်းချင်းလာနေပေမဲ့လည်းတကားပါကိုလှက်လိုက်တဲ့အချိန်ဆူကာဆာတယောက်နိုးနေတာကိုမြင်လိုက်ရပါတယ်ဆူကာဆာကလည်းယောက်ျားမရှိတော့အိတ်မပြောလို့လေပြန်လာတာကြိုးစိုးရတယ်ဆိုကအပြုံးလေးနဲ့ပြောလိုက်တော့ NASA တယောက်ကတော့အမောပြေသွားခဲ့ပါပြီပြီးတော့နှစ်ယောက်သားလည်းအိတ်ဖို့လုံးလိုက်ကြကဆူကာဆာလက်ပြုတ်ပြုတ်ပေးလိုက်ပြီးတော့မှပဲအိတ်ရဝင်လိုက်ကြပါတယ်ထူးထူးခြားခြားပဲဆူကာဆာတော့ NASA ရဲ့အနားကိုလာကျင်တယ်ဆိုပြီးတော့လာနေလိုက်က NASA တယောက်ကတော့ရှက်နေပြီးတော့ပုံမှန်ဆိုရင် ADA နေတတ်တဲ့ကိုမင်းမဒီနေ့ကကြမှာဘာဖြစ်နေရပါလဲဒါမှမဟုတ်ကိုနဲ့ခဏလောက်ခွဲလိုက်ရလို့မြအရန်အထီးကျန်နေရလားဟာအရန်ချစ်ဖို့ကောင်းတာပဲဆိုကတွေးနေခဲ့တော့ဆူကာဆာစီကနေမောက်မက်ကနေနန်းနဲ့အနန်းလေးလည်းမရသေးဘူးနော်ဆိုကပြောလာတာကိုကြားလိုက်ရပါတယ်တဲလေးကကိုယ့်ဘက်ကစာနန်းနဲ့အနန်းလေးကိုကလိုချင်သေးရလားဆူကာဆာလည်းလိုချင်တာပေါ့ဆိုကတဏီကုံခွဲထားရတာဆိုတော့သူအရန်အထီးကျန်နေလို့လည်းဆိုရတယ်ဒီလိုနဲ့ NASA တယောက်လည်းအပေါ်စီကနေနေလိုက်ပြီးတော့သူလည်းဆူကာဆာကိုလွမ်းနေခဲ့တာပါဆူကာတပြွတ်ပြွတ်နဲ့ကိုချပေးလိုက်ပါတယ်ပြီးတော့ခါကျတော့ဆူကာဆာလည်းသူ့ကိုတင်းတင်းလေးဖတ်ထားပေးအောင်ဆိုကပြောလာပြီးတော့ NASA လည်းဖတ်လိုက်ရင်းနဲ့ပဲနှစ်ယောက်သားအိပ်ပျော်သွားခဲ့ကြပါတယ်မနေ့ကျတော့ဆူကာဆာတယောက်သူညာတော့အထီးကျန်လွန်ပြီးပြောရတယ်ပြောခဲ့မိတာကိုပြန်စမ်းစားကြည့်နေခဲ့ကရှက်နေခဲ့ရပါတယ်အချိန်ခန္ဓာမီတယောက်ကညာတော့နှစ်ယောက်သားပြောခဲ့ကြလားလို့မေးလာလို့ဆူကာဆာလည်းရှက်နေပဲငါတို့ကလက်ထပ်ပြီးသားဆိုတော့တခြားသူတွေမနာလို့စီမဲ့အချက်ကလေးတော့ရှိရဖို့ဆိုကပြောနေခဲ့ကခနာမီကလည်းဒါဆိုတကယ်ကြီးပြောခဲ့ကြတာပေါ့ဆိုကပြောလာလို့ရှက်ကငေါက်လိုက်ရပါတယ်အချိန် NASA တယောက်ရောက်လာခဲ့ကဆူကာဆာကိုမင်္ဂလာနဲ့ခင်းမှဆိုပြီးတော့နှုတ်ဆက်လာပါတယ်ကြည့်ရတော့ဒီညောသားတကယ်ပြောခဲ့ပုံမဲ့ဟာတစ်ဖက်မှာတော့ချီတိုဆဲတယောက်ကတော့အခုချိန်ထိကိုအိတ်နေခဲ့တော့မှာအဲ့ဒီအချိန်ချားလော့နဲ့အော်ရာရိုမိမလေးနှစ်ယောက်ရောက်လာခဲ့ပါတယ်ချားလော့ကလည်းတခင်မလေးထားချင်းရောက်ပြီဆိုကပြောလိုက်ပြီးတော့အတင်းအဓမ္မနီးလဲနေနဲ့ကိုနှိုးနေခဲ့ပါတယ်ပြီးတော့ကကြတော့ NASA နဲ့ဆူကာဆာတို့ညာတော့မှပြောခဲ့ကြတယ်ဆိုတဲ့သတင်းကိုလည်းချီတိုဆဲကိုပြောပြလိုက်ကဘလို့တိလာလဲဆိုတော့ချားလော့တယောက်မနက်ကရေးသွားချိုးခဲ့လို့ပါချီတိုဆဲလည်းအဲ့ဒါကြတော့ရှက်နေခဲ့ကငါ့ကိုဘာလို့အဲ့ဒါကြီးလာပြောနေရလဲသူတို့ကလက်ထပ်ပြီးသွားပြီလေလင်မယားကြီးဆိုတော့အဲ့လိုကြီးတော့ရှိမှာပဲလေဆိုကပြောနေခဲ့တာပါအခုကတော့ညအချိန်ကိုတော့ပြန်ရောက်သွားပြန်ပြီအိတ်ကြရတော့မှာပါ NASA စီကိုခနာမဲကဒီညရောနှစ်ယောက်သားထပ်ပြောကြအောင်မလားဆိုကမေးလာခဲ့လို့ရှက်နေခဲ့ရပြန်ပါပြီပြီးတော့ကကြတော့နှစ်ယောက်သားလည်းအိတ်ရတဲ့ကိုဝင်လိုက်ကြပြီ NASA ကတော့တဲလေကိုတို့အိတ်ရဝင်အနမ်းမပေးရသေးဘူးလေဆူကာဆာတယောက်ကလည်းမောင်ကလေးတရကလေးတောင်အလွန်မပေးချင်ပါလားအနားကိုသွားလိုက်ပြီးတော့အကျဉ်းနာပေးလိုက်ရပါတယ်